ဒီကောင်လေးဟာထူးဆန်းအောင်စရာကောင်းတဲ့စွမ်းအားရှိတဲ့စမတ်ဆေးမှုတ်ဘူးတစ်ခုကိုမတော်တဆရှာဖွေတွေ့ရှိခဲ့ပါတယ်။သူဟာအဲ့ဒီဆေးဘူးကိုအသုံးပြုပြီးနေရန်ပေါ်မှာခွေးကလေးတစ်ကောင်ရဲ့ပုံတူပကြီးကိုရေးဆွဲခဲ့တာပေါ့။ကောင်လေးထွက်ခွာသွားတဲ့နောက်တစ်စက္ကန့်မှာတင်ပဲအဲ့ဒီခွေးရုပ်လေးဟာနေရန်ပေါ်ကနေရုတ်တရက်လှုပ်ရှားလာခဲ့ပြီးနေရန်ကိုဖြတ်တန်းကနီးပညာမြင့်နာနိုဆက်ရုပ်ခွေးလေးတစ်ကောင်အဖြစ်ပြောင်းလဲသွားခဲ့ပါတော့တယ်။အဲ့တော့မှာတော့ခွေးကလေးဟာကောင်လေးရဲ့နောက်သို့တရွေ့ရွေ့နဲ့တိတ်တဆိတ်လိုက်လံစောင့်ကြည့်နေခဲ့တာပေါ့။သို့တော်လည်းလန်ခီးမှာမတော်တဆဆိုသလိုလူမိလူနီးပါဖြစ်သွားခဲ့တာကြောင့်ခွေးကလေးဟာမျက်စိနဲ့မမြင်ရအောင်ကိုပြောက်အတက်ပညာကိုအသုံးပြုလိုက်ပါတယ်။ခွေးကလေးဟာဒီကောင်လေးကိုပဲမိမိရဲ့သခင်အစ်စ်အမှန်လို့သတ်မှတ်လိုက်တာပေါ့။နောက်တစ်နေ့မနက်ခင်းကြောင်းတက်ရတဲ့အချိန်မှာတော့ခွေးကလေးဟာကောင်လေးရဲ့နောက်သို့ထပ်မံပြီးတော့လိုက်ပါသွားခဲ့ပါတယ်။အဲ့ဒီမှာတင်ခွေးကလေးဟာသူ့ရဲ့သခင်ငယ်လေးဂျက်ကတူတဲ့ကျောင်းကလူမိုက်တွေရဲ့အနိုင်ကျင့်ဗိုလ်ကျမှုကိုခံနေရတာကိုမြင်တွေ့လိုက်ရတာပေါ့။ဂျက်ဟာပြန်လဲခုခံဖို့လုံးဝမဝင်ရဲခဲ့ပဲမြေပြင်ပေါ်မှာပြန့်ကျဲသွားခဲ့တဲ့စာအုပ်တွေကိုပဲငုံပြီးကောက်ယူနေခဲ့ရှာပါတယ်။အဲ့ဒီအကြက်တဲချိန်မှာတည်းပဲခဲတံအိတ်တလုံးဟာလေထုထဲသို့ဝုန်းကနေပြန်တန်းတက်လာခဲ့တာပေါ့။ဂျက်ဟာဒါကိုမြင်ပြီးအံ့ဩမြင်သက်သွားခဲ့ရပါတယ်။အဲ့ဒီနောက်မှာတော့အဲ့ဒီခဲတံအိတ်ဟာအနိုင်ကျင့်နေတဲ့လူမိုက်တွေရဲ့ခေါင်းကိုအရှိန်နဲ့သွားရောက်ရိုက်ခတ်မိပါတော့တယ်။လူမိုက်တွေဟာအမြဲတမ်းအနိုင်ကျင့်ခံနေရတဲ့ဂျက်ကဒီလိုမျိုးပြန်လဲတိုက်ခိုက်ရဲလိမ့်မယ်လို့လုံးဝမယုံကြည်နိုင်ပဲဖြစ်နေခဲ့ကြတာပေါ့သူတို့ဟာဂျက်ရဲ့အနာသို့တရွေ့ရွေ့ပြန်လဲနီးကပ်လို့လာခဲ့ကြပါတယ်လူမိုက်တူကဂျက်ကိုလက်သီးနဲ့အရှိန်ပြင်းပြင်းထိုးနှက်လိုက်ပေမဲ့လည်းဂျက်ကတော့အလွယ်တကူပဲရှောင်တိန်နိုင်ခဲ့ပါတယ်နောက်ထပ်ကလေးတူကဂျက်ကိုအရှိသို့အတင်းတွန်းချလိုက်ပေမဲ့လည်းဂျက်ဟာကျမ်းပြင်ပေါ်သို့လဲကျမသွားခဲ့ပါဘူးသူဟာလေထုထဲမှာတင်အထာကျကျလွင့်ပြန်နေခဲ့တာဖြစ်ပါတယ်ဘေးကနေကြည့်နေတဲ့ចောင်းသူကောင်မလေးကတော့ဒီမြင်ကွင်းကြောင့်အကြီးအကျယ်အံ့ဩသွားခဲ့ရတာပေါ့အဲ့နောက်မှာတော့ဂျက်ရဲ့ကြောပိုးအေးကြီးဟာဂျက်ရဲ့ခန္ဓာကိုယ်ကိုအလိုအလျောက်ထိန်းချုပ်မောင်းနှင်ပေးလိုက်ပြီးလူမိုက်တွေကိုပြန်လဲတိုက်ခိုက်ပါတော့တယ်။တိုင်းခွက်တွေဟာအင်မတန်မှချုံးမွေလွန်းလာတာကြောင့်လာရောက်အနိုင်ကျင့်တဲ့လူမိုက်အားလုံးကိုကျမ်းပြင်ပေါ်သို့တယောက်မကျန်ဖျောက်ကနေလဲကျသွားစေခဲ့တာပေါ့။ဒီမြင်ကွင်းကြောင့်ဘေးကကောင်မလေးဟာဂျက်အပေါ်ကိုချက်ချင်းပဲဆွဲလန်းနှစ်သက်သွားခဲ့ရပါတော့တယ်။ကျောင်းဆင်းသွားတဲ့အခါမှာတော့ကောင်လေးဟာရောင်စုံခဲတံတွေဝယ်ယူဖို့အတွက်စာရေးကိရိယာဆိုင်လေးတစ်ဆိုင်သို့ဝင်ရောက်ခဲ့ပါတယ်။သို့တော်လည်းသူ့ရဲ့လက်ထဲမှာပတ်စံကလုံးဝမလောက်မငဖြစ်နေခဲ့တာပေါ့။အဲ့ဒီချိန်မှာတင်ရုတ်တရက်ဆိုသလိုကစားစရာစင်ပေါ်ကနေဖန်ကိုလီအိတ်တိတ်ဟာအောက်သို့ပြုတ်ကျသွားခဲ့ရပြီးဆိုင်ပိုင်ရှင်ကတော့ဒါဟာဂျက်ကတမင်သက်သက်တွန်းချပစ်တာလို့ဆွဆွဲလိုက်ပါတော့တယ်ဆိုင်ပိုင်ရှင်ဟာဒေါသတကြီးနဲ့ဂျက်ရဲ့အနာသို့ပြေးလာခဲ့ပေမဲ့လည်းကန်ဆိုးစွာနဲ့ပဲသူဟာအောက်ကဖန်ကိုလီလုံးတွေကိုနင်းမိပြီးပြန်လဲချော်လဲသွားခဲ့ရတာပေါ့ကောင်လေးဟာအချိန်ကြီးမကောင်းတာကိုရိပ်မိပြီးထိတ်လန့်တုန်လှုပ်စွာနဲ့ဆိုင်အပြင်ဘက်သို့အသေးအတန်အမြန်ဆုံးထွက်ပြေးခဲ့ပါတယ်ဆိုင်ပိုင်ရှင်ကလည်းအောက်ကနေပြန်လဲထထိုင်ပြီးသူ့နောက်သို့လိုက်လံဖမ်းဆီးဖို့လှုံ့ဆော်တဲ့အချိန်မှာလည်းသူ့ရဲ့ဘောင်းဘီဟာအောက်သို့ဘုံကနေပြုတ်ကျသွားခဲ့ရပြန်ပါတယ်။တကယ်တမ်းတော့ဒါတွေအားလုံးဟာအဝေးကနေကူညီပေးနေတဲ့ဆက်ရုပ်ခွေးကလေးရဲ့လက်ချက်ပဲဖြစ်ပါတယ်။သူဟာမိမိရဲ့တခင်ငယ်လေးကိုဘေးအန္တရာယ်မှန်သမျှကနေအမြဲတမ်းစောင့်ရှောက်ပေးနေကြတာဖြစ်ပါတယ်။ဂျက်ဟာသူခွေးရုပ်ပုံဆွဲခဲ့တဲ့နယံဟောင်းကြီးစီသို့ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။သို့တော်လည်းသူ့ကိုအံ့ဩသွားစေတာကတော့သူဆွဲထားတဲ့ခွေးရုပ်ပုံတူပကြီးဟာနယံပေါ်မှာလုံးဝမရှိတော့ပဲပျောက်ဆုံးနေခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီချိန်မှာတင်ပဲသူ့ရဲ့ကြောဘိုးဘက်စီကနေစကားပြောနိုင်စွမ်းရှိတဲ့ဆက်ရုပ်ခွေးလေးတစ်ကောင်ဟာဝုန်းကနေပေါ်ထွက်လာခဲ့ပါတော့တယ်။ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါဂျက်ဟာလွန်မင်းထိတ်လက်တုန်လှုပ်သွားခဲ့ပြီးအနောက်သို့လှည့်ကအသေးအတန်အဝေးသို့ထွက်ပြေးပါတော့တယ်